ဒီနေ့ဟာကျွန်တော်တို့ဖခင်များနေ့ဖြစ်ပါတယ်ကျွန်တော်ရွေးချယ်ထားတဲ့ခေါင်းစဉ်ကတော့ God's wisdom for fathers ဖခင်ထမဖခင်များအတွက်ဉာဏ်ပညာ the fatherhood ဖခင်ဖြစ်ရခြင်းဆိုတဲ့ဥစ္စာကိုကျွန်တော်ရွေးချယ်ထားပါတယ်တော့ကျမ်းစာဖတ်သွားတဲ့အတိုင်းပဲကျွန်တော်တို့မဖတ်တော့ပါဘူးတော့ဖခင်များနေ့ကြတော့ဘယ်လိုလဲဆိုရင် honoring fatherhood ကိုပြောခြင်းဖြစ်ပါတယ်20ရာစုအစောပိုင်းမှာဖခင်များနဲ့စတင်ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်ကမ္ဘာတဝန်းဖခင်များနဲ့ကိုကျင်းပတဲ့နေရာမှာရက်တွေမတူကြဘူးဆိုတာနားလည်ရတယ်ဖခင်များနဲ့ကျင်းပတဲ့နေ့မှာဖခင်များကိုလက်ဆောင်တွေပေးခြင်းပြီးတော့ special dinner ခေါ်ကြွေးခြင်းအဲ့ဒါတော့ဒီညတော့ဖခင်များအတွက်အထူးနေ့ဖြစ်ပါလိမ့်မယ်အာမင်ပြီးတော့မှဒီ oriented activities တွေနဲ့မိသားစုတွေပျော်ပျော်ပါပါနော်ဖခင်ဖြစ်ခြင်းကိုဂုဏ်ပြုတဲ့နေ့ဖြစ်တယ်ဆိုတာကိုနားလည်ရပါတယ်ဖခင်များနဲ့ဖြစ်ပေါ်လာပုံအနည်းအကျဉ်းကျွန်တော်အရင်ဆုံးပြောပြချင်တယ်အဲ့ဒီဖခင်များနဲ့ကိုပထမဦးဆုံး West Virginia မှာစတင်ခဲ့တယ်နေရာကတော့Fairmont ဆိုတဲ့နေရာမှာဖြစ်တယ်ဇူလိုင်လ9ရက်1908မှာ Clayton ဆိုတဲ့အမျိုးသမီးက Grace Gordon Clayton ဆိုတဲ့အမျိုးသမီးကဖခင်တွေကိုဂုဏ်ပြုခြင်းတဲ့စိတ်သူ့မှာပေါ်လာတယ်ဆိုတာနားလည်ရဘာဖြစ်လို့ဘလို့လီးနဲ့ဖခင်ကိုဂုဏ်ပြုတယ်လဲဆိုရင်ဒီ Monoga ဆိုတဲ့နေရာမှာ mining disaster ဖြစ်တယ်ဒီကြောက်မီးသွေးတွင်းကြီးက explosive ကြီးဖြစ်တယ်အဖေပေါင်း200နဲ့မှ30ဦးတည်သွားတယ်အဲ့ဒီနေ့ကိုအဲ့ဒီဥစ္စာကိုအဲ့ဒီ Clayton ဆိုတဲ့အမျိုးသမီးကမကြာသေးခင်မှာပဲသူ့ဖခင်ဆုံးသွားတယ်အဲ့ဒါကြောင့်သူ့ဖခင်ဆုံးသွားတဲ့အတွက်ကြောင့်မလို့သူကအဲ့ဒါကိုအတိအမှတ်ပြုခြင်းနဲ့ဆိုပြီးတော့မှ West Virginia မှာသူကခွင့်တောင်းပြီး organize လုပ်ခဲ့တယ်Okay အဲ့လိုလုပ်ခဲ့တဲ့အခါမှာကန်ဆိုးခြင်းတော့ West Virginia က official အနေနဲ့လက်မခံပေးဘူးလက်မခံဘဲနဲ့ဒီဖခင်များနဲ့ကိုသူလုပ်ခဲ့တဲ့အရာကိုဘယ်တော့မှပြန်မကျင်းပတော့ဘူးအဲ့ဒါနဲ့နှစ်အကြာလောက်မှာမိခင်များနဲ့ကအရင်ဦးဆုံးဖြစ်တယ်ဖြစ်ပြီးတော့မှဒီဖခင်များနဲ့အဲ့ဒီ Clayton က influence ဖြစ်ပြီးတော့မှလုပ်တဲ့ဥစ္စာကို West Virginia ကလက်မခံဘူးအတိမပြုတ်ပဲနဲ့ဖြစ်နေတဲ့အချိန်မှာနှစ်လောက်အကြာမှာဒီဖခင်များနဲ့ဟာဘယ်သူလက်ထဲရွှေ့သွားတယ်လဲဆိုလို့ရှင် Sorona Louis Smart ဆိုတဲ့အမျိုးသမီးစီမှာရွှေ့သွားပါတယ်သူ့အမျိုးသား dot Sorona dot လို့ခေါ်တယ်သူအဲ့ဒီ Sorona dot ဆိုတဲ့အမျိုးသမီးကတော့ဘယ်မှာပြောင်းရွှေ့ပြီးနေထိုင်ကြတယ်လဲဆိုလို့ရှင် Spokane Washington မှာပြောင်းပြီးတော့မှနေထိုင်ကြတယ်သူမိသားစုတွေသူ16နှစ်သမီးအရွယ်မှာသူ့မိခင်6ယောက်မြောက်ကလေးမွေးတဲ့အခါမှာမွေးချင်းမှာပဲဆုံးသွားတယ်အဲ့တော့ဖခင်နဲ့သမီးကြီးဆိုရိုနာညီကိုမောင်နှမတွေကိုပြုစုစောင့်ရှောက်လာခဲ့ရတယ်အဲ့ဒါနဲ့တဖြည်းဖြည်းနဲ့ဖခင်ရဲ့လုပ်ရက်တွေကိုသူမြင်လာတယ်ဆိုရိုနာက The love of father developedတဖြည်းဖြည်းနဲ့ဖခင်ကိုချစ်တဲ့စိတ်ဓာတ်ကပြင်းပြလာပြီးတော့မှဒီနေ့သူဘုရားကျောင်းမှာနှုတ်ကပတ်တော်နားထောင်နေရင်းနဲ့မိခင်နဲ့ကိုအတိအမှတ်ပြုတယ်ဟဲ့ဆိုတဲ့အတန်ကိုတရားဟောတန်ကိုကြားတဲ့အခါမှာသူ motivate ဖြစ်သွားတယ်အဲ့ဒီဆိုရိုနာက motivate ဖြစ်ပြီးတော့မှဒါမိခင်များနဲ့ရှိမှတော့ဖခင်များကိုလည်းဂုဏ်ပြုရတော့မယ်ဆိုပြီးတော့မှအကြီးအကျယ်ခံစားပြီးတော့မှဘာလို့တလဲဆိုလို့ရှင်ဒီ Spoken Ministerial Alliance ကိုသူတင်ပြတယ် approach လုပ်တယ်အဲ့ဒီ approach လုပ်တဲ့အခါမှာသူ့ရဲ့အဖေမွေးနေ့ကိုယူပြီးတော့မှဇွန်9ရက်နေ့မှာသူကလုပ်တယ်လုပ်ပါလို့တင်ပြတဲ့အခါမှာဒါပေမဲ့ Alliance ကတော့ဇွန်19ကိုယူလိုက်တယ်တတိယအပတ်တော်ဇွန်19ကိုယူခဲ့ရတယ်အဲ့ဒီယူခဲ့တဲ့အခါမှာ1910ဇွန်19ရက်နေ့မှာမိခင်များနေ့ဆိုပြီးတော့မှ
ကျင်းပခဲ့တယ်ဒါမဲ့ officially မဟုတ်သေးဘူး officially မဟုတ်သေးတဲ့အခါကျတော့1966ဒါအဲ့ဒါ66မတိုင်ခင်1924မှာ President Kelvin Coolidge အဲ့ဒီပုဂ္ဂိုလ်ကအတိအမှတ်ပြုခဲ့တယ်ကြေညာခဲ့တယ် proclaim the third Sunday in June as Father's Day အဲ့ဒါကိုတမန်တော်တယောက်ကထပ်ပြောင်းသွားတယ်1966 President Lyndon Johnson ကပြန်ပြီးတော့မှ sign လုပ်တယ်အဲ့ဒီဖခင်နေ့ဖြစ်လာဖို့ရန်အတွက်ဘယ်အချိန်မှဖြစ်တယ်လဲဆို1992ကြာမှ President Nixon established permanent holiday for the Father's Day 1990မှာနှစ်မှာဖခင်များနဲ့စတင်လှုပ်လာပြီးတော့မှဒီကနေ့အထိနှစ်တိုင်းဇွန်လ19ရက်နေ့တတိယအပတ်မှာလှုပ်လက်ရှိတယ်ဆိုတာကိုဒီနေ့ကျွန်တော်တို့လက်တွေ့ပါပဲ1994မှာအဲ့ဒီ Sorona Dot က Washington Spokane မှာသူစုချီးမြှင့်ခြင်းခံရတယ်ဆိုတာကိုနားလည်ရပါတယ်ဒါတော့ဖခင်များနဲ့ဖြစ်လာကြအကြောင်းရဲ့ဒီတမိုင်းအချင်းချင်းဖြစ်ပါတယ်ဆိုတော့the greatest number of long distance call telephone အဝေးကနေအခေါ်ဆုံးနေ့အများဆုံးကမိခင်များနေ့တယ်လီဖုန်းခေါ်တဲ့ဥစ္စာတွေကိုပြန် collect လုပ်ထားတာ the largest number of collect calls are made on Father's Day amen ဆိုတော့အဖေများနဲ့အရေးကြီးပုံဖခင်များတွေပြောလက်ပြောထရှိတဲ့စကားတွေရှိတယ်ဖခင်တွေတော့တော်များများပြောတာနံပါတ်1အချက်ဖခင်တွေဘာပြောတယ်လဲဆိုရင်နင်းအမေကိုသွားမေးလိုက်တခုခုကလေးတွေအမေဆိုတော့မင်းအမေကိုသွားမေးနံပါတ်2ကဘာလဲဆိုလို့ရှိရင်ဒီမှာစောင့်နေအဖေပြန်လာမယ်အိမ်မှာပဲစောင့်နေအဖေပြန်လာဖို့စောင့်နေအဲ့ဒါဖခင်များပြောလက်ရှိတဲ့အပြောဆုံးစကားဖြစ်တယ်တဲ့နောက်ပြောတတိယဘာလဲဆိုလို့ရှိရင်အဖေသားအရွယ်တုန်းကဆိုရင်ကျွန်တော်အဖေလည်းခဏတုံးတယ်အဖေမင်းတို့အရွယ်တုန်းကအဖိုးကိုပိုက်ဆံတပြားမှမတောင်းဘူးပိုက်ဆံတောင်းတော့အားနာသွားနောက်ဆုံးကတော့ဗာလဲဆိုလို့ရှင်အဖေအလုတ်များနေတယ်အစောနာတတိခါနဲ့ညမှာနော်အလုတ်များတယ်အဖေအလုတ်များနေတယ်ဆိုတော့ဝမ်းသာစရာတစ်ခုကဗာလဲဆို National Center for Fathering အဖွဲ့ကနေပြီးတော့မှမကြာသေးခင်တုန်းကကြေညာခဲ့တယ်အဲ့ဒါဗာလဲဆိုလို့ရှင်လွန်ခဲ့တဲ့နှစ်ပေါင်း25နှစ်လောက်ကနေအခုချိန်အထိဖခင်တွေသူတို့ဇနီးတွေကလေးမွေးတဲ့အချိန်မှာရှိနေခြင်း present at their children's birth has risen အဲ့ဒီဖခင်ရှိနေခြင်းရဲ့ရာခိုင်နှုန်းက29ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းကျော်အထိဖခင်တွေရှိကြောင်းကိုကြေညာခဲ့တယ်အာမင်တို့စင်ကာပူမှာရှိတဲ့လူတွေအထူးသဖြင့်သိပါတယ်စင်ကာပူဆေးရုံမှာကျွန်တော်တို့အတင်းတော်မှာလဲနော်တဖြည်းဖြည်းကလေးတွေတအားမွေးလာတယ်ဆိုတော့ကျွန်တော်လဲဆူတောင်းတာမအားဘူးတော်ပြေဆူတောင်းပေးနေရတယ်ဆူတောင်းပေးတဲ့အခါမှာကျွန်တော်အန်ဩတာကယောက်ျားတွေကအမျိုးသားကကလေးမွေးခမ်းမှာဝင်ရတယ်နော်ရောက်ခမတော့မဝင်ခိုင်းဘူးသူတို့ရဲ့အတွေ့အကြုံတွေကိုဝင်ငှတဲ့အခါမှာဟာမလွယ်ဘူးကျွန်တော်စိတ်ကူးကျင်သားသမျှလက်လျှော့မယ်လို့ဖြစ်နေနော်မိခင်တွေကိုတော်တနာလောက်တယ်နော်စင်ကာပူမှာမွေးဖွားဖူးတဲ့အတွေ့အကြုံရှိတဲ့ဖခင်တွေကတော့အင်မတန်စိတ်ကောင်းရှိမယ်လို့ကျွန်တော်ယုံကြည်တယ်95ရာခိုင်နှုန်းတော့ဖခင်တွေဟာတဲ့ငါမိသားစုနဲ့အချိန်ဖြုံးချင်တယ်ဂရုစိုက်ချင်တယ်လို့ပြောတန်ကိုကြားရတယ်ဆိုတာကိုဒီကလေးလို့ချင်းဖြစ်ပါတယ်တိရာစုတုန်းကဖခင်တွေရဲ့ concept တခြားစီဖြစ်တယ်ဆိုတာနားလည်ရတယ်တိရာစုတုန်းက Roman Empire မှာ
law တရားရှိတယ်အဲ့ဒီတရားကဘာလဲဆိုလို့ရှိရင် patria potestas လို့ခေါ်တယ်အဲ့ဒါကအဓိပ္ပာယ်က the father's power အဖေရဲ့တကူအဖေတွေကဘယ်လိုကြီးညာတယ်လဲဆိုရင်ဇနီးတင်နဲ့ကလေးတွေဟာကိုယ့်ရဲ့ပစ္စည်းတစ်ခုလို့ကိုလုံးချင်တယ်လို့ခြေလေလို့ပိုင်ခွင့်ရှိတယ်လို့ခေတ်စားလာခဲ့တယ်ကလေးမွေးလို့ရှိရင်ဖခင်မတ်တရရတယ်ဘေးနားမှာတော့ဒီခြေတော့ကြားမှာကလေးကိုလာချတယ်အဖခင်ကကလေးကိုကောက်ကင်ပြီးဆိုရင်အဲ့ဒီကလေးကအိမ်မှာအသက်ရှင်ခွင့်ရတယ်ဖခင်ကလှည့်ပြီးထွက်သွားပြီဆိုလို့ရှိရင်အဲ့ဒီကလေးကို public selling ထဲမှာချက်ဒါမှမဟုတ်ရင်တတ်လိုက်လို့ရတယ်ဒါမှမဟုတ်ပြစ်လိုက်လို့ရတယ်အဲ့ဒါကိုစာရေးဆရာတူကဘယ်လိုပြောတယ်လဲဆိုရင် friends things are not much better than today millions of unwanted babies and are aborted each year just they were in ancient Rome တန်ပေါင်းများစွာတော့ကလေးတွေဒီကနေ့အပြစ်မဲ့နဲ့တည်ရတယ်ဆိုတာကိုနားလည်ရတယ်ဒီကိစ္စတွေကိုကျွန်တော်တို့ဖခင်နေဘယ်လိုတာဝန်ယူမလဲကျွန်တော်တို့စဉ်းစားဖို့ဖြစ်ပါတယ် biological အရာစေတိတ်ပံကိုခန္ဓာအရာဖခင်ဖြစ်ဖို့ကလွယ်လွယ်လေးပါဒါမဲ့လို့ biblical အရာဖခင်ဖြစ်ဖို့မလွယ်ပါဘူး father father f ဆိုတာ faith ff ဆိုတာ faithful တစ္ဆာရှိခြင်း a ဆိုတာ affection လွှမ်းမိုးမှုရှိခြင်း t trust h honorable e energy r rewarded အဲ့ဒါဖခင်ရဲ့အဓိပ္ပာယ်ပဲ number 1 faithful စာဝတ်နေရေးကိုတာဝန်ယူရတဲ့ဖခင်နေဖြစ်ပါတယ် consistency အသက်တာတည်ငြိမ်မှုရှိရတယ်ဂတိတည်ရတယ်ကလေးတွေကိုတာစာမေးပွဲအောင်စူးစမ်းတော့စာမေးပွဲအောင်လို့ရှိရင်အဖေတာဝေပေးမယ်လို့ပြောလို့ရှိရင်ဂတိပြောတဲ့အတိုင်းလုပ်ရတယ်အာမင်ကလေးတွေကငေးပါတယ်ကွာဆိုပြီးတော့မှဂတိပေးတဲ့အတိုင်းမလုပ်လို့ရှိရင်တိတိလေးဆိုမဲ့လည်းအထင်သေးလို့မရအောင်သူတို့မှနားပါတယ်မလွယ်ဘူးကျွန်တော်အဖေကကျွန်တော်ကိုပြောဖူးတယ်ကဲမင်းစေရန်တားစာစေရန်အောင်လို့ရှိရင်ဆိုင်ကေဝယ်ပေးမယ်ကျွန်တော်ပြောပြတဲ့ကုံစူးစမ်းအောင်လဲအောင်ရောအခုဒီဆိုင်ကေမရအောင်ကျွန်တော်အဖေကိုကျွန်တော်ချစ်ပါတယ်ဒါပေမဲ့တခါတလေအပြောနဲ့အလုပ်အာမင်ကျွန်တော်မောင်နှမ9ယောက်ရှိတယ်4ယောက်စလုံးတည်သွားပြီကျွန်တော်တယောက်ပဲကြံတယ်အဲ့ဒီညီမတယောက်ဆိုလို့ရှိရင်ကျွန်တော်အောက်ဒုတိယမြောက်သူ့ကိုအဖေကပြောခဲ့တာအဖေပြန်လာရင်တဲ့ဆွေးကြိုးအကြီးကြီးယူလာပေးမယ်လို့ဂတိပေးခဲ့တာကျွန်တော်ညီမလေးကအဲ့ဒါကိုဆွဲပြီးတော့မှအဖေပြန်မလာဘူးဖြားပြီးနေတဲ့အခါမှာဒီနေ့ကြဘာပြောလဲကွာဘာပြောလဲဆိုအဖေကွာတဲ့ကျမကိုပြောခဲ့တယ်တဲ့တမီးကိုပြန်လာလို့ရှိရင်ဆွဲကြိုးအကြီးကြီးဝေပေးမယ်ဆိုပြီးပြောခဲ့တာတဲ့အဲ့လိုပြောပြီးမကြဘူးသူဆုံးသွားပြီ that is called faithful a affection affection ဆိုတာကဖခင်ကလွှမ်းမိုးမှုရှိတယ်များတော့အဖြစ်ဇောနာဓာတ်ပုံကြည့်တဲ့အတိုင်းပဲနော်လူကအဖေနဲ့တူတာကိုများတော့အဖြစ်လူချင်းတယ်ကျွန်တော်ကငွေချင်းတွေကပြောတာမင်းအမေချွတ်စုပ်ပဲကွာကျွန်တော်တိတ်မကြိုက်ဘူးကျွန်တော်အကိုတယောက်ကပြောတယ်ဟာတဲ့နင်းကိုကြည့်တာတဲ့လမ်းလျှောက်တဲ့ style ရယ်သူကကုန်းနဲ့ပြီးတော့ခွက်ကင်တဲ့မင်းလက်ကင်တဲ့ let style ကမင်းတို့အဖေချွတ်စုပ်ပဲကွာဟာဟုတ်လားအိုးညတွေမှာတော့ဟာငါအဖေနဲ့တူတယ်တဲ့အဖေလိုဖြစ်ခြင်းအဖေလိုအတုခိုးခြင်းအဖေမရှိတဲ့အချိန်မှာအဖေအဝတ်စားတွေဝတ်ပြီးအဖေ style နဲ့မှန်နေမှတွေလုံနေတာမင်းတို့ကောင်းနေနော်တတိထားကြတတိထားအဖေလိုလုပ်ခြင်းတတိယဘယ်ကလာလဲဖခင်စရာလာ trust အဲ့ဒါကလုံခြုံမှု provider ပေးခြင်းအဖေရှိတယ်ဆိုရင်လုံခြုံတယ်
ကျွန်တော်တို့အိမ်သွားလဲရအောင်ကွာငါတို့အဖေရှိတယ်ကွာအဲ့ဆိုမသွားတော့အဖေရှိရင်ကြောက်တယ်အဖေရှိမရှိအင်ကြီးဓာတ်ပုံအောက်မှာချိတ်ထားတော့လန့်နေရတာဟာဒါသူ့အဖေကွာနော်လေးစားနေရတာအဲ့ဒါကြောင့်တမန်ကျမ်းစာထဲမှာမုတ်ဆိုးမတွေကိုအထူး special care ပြောဖို့ပြန်ပြောတယ်ဘာကြောင့်လဲအဖေမရှိတော့ရင်ဒါနော်80% လောက်ကတော့အဲ့ဒါသွားပြီပဲဒါမဲ့ဘုရားသခင်ရှိသေးတယ်အာမင်နောက်တစ်ခု for honorable အဲ့ဒါပါလဲဆိုဂုဏ်ပြုထိုက်တယ်လေးစားရတယ်အဖေကိုတမန်ကျမ်းစာမှာအံ့ဩစရာပဲအမျိုးသမီးတွေကဖခင်ကိုချစ်ဖို့မပြောထားဘူး respect ခင်ပွန်းရဲ့အုပ်စိုးခြင်းကိုဝန်ခံကြလောအဖေအခန်းကြီး9အငယ်20နဲ့အချင်းမိမတို့ခင်ပွန်းရဲ့အုပ်စိုးခြင်းကိုဝန်ခံကြလောဒီယောက်ျားရဲ့ system ကသူ့ကိုလေးစားလို့ရှိရင်ချစ်တယ်လို့အဓိပ္ပာယ်ပြန်ယူတယ်အာမင်ဒီဘာကြောင့်လဲဆိုလို့ရှိရင်အမျိုးသားတွေကိုအဖေတွေကိုအမေဖြစ်သူကတိတ်မဟောက်ရဘူးအာမင်ငါတုံးငါအဲ့လိုတိတ်မပြောရမကြိုက်ဘူးအဲ့ပုဂ္ဂိုလ်ကလုံးဝမကြိုက်ဘူးသူအဲ့လိုယောက်ျားရဲ့အရေးအချင်းထွက်ချင်လို့ရှိရင်သူ့ကိုတိုင်ပင်တဲ့သဘောနဲ့ပြောရတယ်ဟေးအဖေအခုကလေးဒါငါတို့ကျွန်တော်တို့ကျမတို့ကလေးအခုဆောင်ရွက်ပွဲအောင်နေပြီအဖေဘာဆက်လုပ်ဖို့အဖေဘာတွေစိတ်ကူးထားလဲဒီကောင်ကိုတော့ငါလွတ်ရမယ်ဒီကောင်အဲ့ခါကျမှပေါ်လာတာတချိန်လုံးအိမ်ပြန်နောက်ကျလို့ရှိရင်လည်းမဟောက်နဲ့ဘယ်ရရှောက်သွားနေတာလဲဘယ်မှာအခုဘယ်နေရာရှိလဲကြည့်အဲ့လိုမပြောဘဲနဲ့ကျမနဲ့ကလေးတွေစီမှာပြန်လာလို့ကျေးဇူးတင်တယ်ပြောလိုက်လို့ရှင်အဲ့ဒီဖခင်ကြီးပြောင်းလဲလာမယ်မခံနိုင်ဘူးသူနောက်တစ်ခုကပါလဲဆို energy ဆိုတာဖခင်က sacrifice အင်အားပေးစသူအာဒံကဘုရားသခင်ပြောချင်းခံရတယ်နဖူးကကျွေးခြေတော့အထိကြောက်အရာရာကိုဘာလို့ရတယ်လဲဆိုလို့ရှိရင်တားသမီးတွေတို့အဆက်ကချင်းအချိန်ပေးခြင်းကြောင်းကြိုဖို့ကလေးများအကြောင်းကိုနားလေရတယ် knowing your wife and your kids ကလေးဘာစိတ်ဝင်စားတယ်လဲကလေးဘာဝဒနာပါတယ်ဘယ်လိုလုပ်လိုက်ငါကလေးပျော်တယ်လဲဒါတွေဖခင်တွေကအားလုံးတည်ထားရ knowing your wife ဒီအမျိုးသမီးကိုကြတော့ husband ကနေပြီးတော့ချစ်ဖို့ပြောထားတယ်ဟိုအန်ဩစရာပဲဘုရားသခင်ကကျွန်တော်တို့ရဲ့အဖို့မ system အားလုံးတည်တယ်အဖေအခန်းကြီး9အငယ်25မှာ husband love your wives တော့အမျိုးသမီးက very strange creature သူကတခြားနဲ့မတူဘူးနောက်ဆုံးဖန်ဆင်းခြင်းခံရတော့တတဝါသူတို့ယောက်ျားနဲ့အမျိုးယောက်ျားကမျက်စိနဲ့အသက်ရှင်တယ်အမျိုးသမီးကနားနဲ့အသက်ရှင်တယ် system တွေကကွာတယ်အဲ့ဒါကြောင့်မို့လို့အမျိုးသမီးတွေက wrong information မပေးရဘူး wrong information ပေးလို့ရှိရင် तू ကဘယ်လိုမျိုးလူမျိုးလဲဆိုလို့ပြော तू အမျိုးသမီးရဲ့တဘာဝက incubator လို့ခေါ်တယ်သဘောပေါက်လား incubator ကျွန်တော်ရှင်းပြမယ်I love to tell this ကျွန်တော်အတင်းတော်မှာကျွန်တော်ခဏပြောတယ် incubator ဆိုတာအမျိုးသမီးဆိုတာဘာပဲပေးသူကမယူသွားဘူးသူတယောက်တည်းမယူသွားဘူးသူကဘာပဲပေးပြန်ပေးတယ်ပြန်အားနဲ့ဥပမာအဲ့ဒါကို incubate လုပ်တာအဓိပ္ပာယ်ကဝတ်တဲ့အမျိုးဖြစ်တယ်အဲ့ဒါဖခင်နေနားလေရဝတ်တဲ့အမျိုးဖြစ်တယ်ဈေးကနေဝယ်လာတဲ့ဟင်းတီးဟင်းရွက်ကိုပုံထားလိုက်
တူလက်ထဲရောက်သွားလို့ရှင်စပွဲပေါ်မှာကောင်းကောင်းလေးအငွေ့တစ်ထောင်ထောင်နဲ့ဟင်းကိုပြန်ပေးတယ် house ကိုဝေပေးလိုက်လို့ရှင် home ပြန်ပေးတယ်တုတ်ပိုးကောင်ပေးလို့ရှင်ချစ်စရာကောင်းတဲ့ baby ပြန်ပေးတယ် incubate လုပ်တယ်စကားတစ်လုံးပေးရင်တစ်ချောင်းပြန်ပေးတယ်စကားတစ်ချောင်းပေးလို့ရှင်တမျက်နာပြန်ပေးတယ်တမျက်နာပေးရင်စောက်တအုပ်ပြန်ပေးလိမ့်မယ်အဲ့ဒါကြောင့်မို့လို့အမျိုးသမီးကိုစိတ်ညစ်စရာဖခင်ကပေးတယ်ဆိုရင်သူ incubate လုပ်တာ incubate လို့ဟုတ်ပြီနေစေအောင်ဆိုရော့ဆိုခေါင်းကိုက်ပါလေရောအဲ့ဒါအမျိုးသမီးတွေရဲ့ nature အဲ့ဒါကြောင့်အမျိုးသမီးတွေရှောက်မသွားဖို့အရေးကြီးတယ်โอ้มาနော်လင်မယားကွဲတဲ့လူအမတယောက်နဲ့တစ်ချိန်လုံးဖုန်းပြောနေတယ်အာဟုတ်လားမကျေနပ်ကျမအမျိုးသားဒီလိုလုပ်နေဟာဟုတ်လားဆိုကြာ incubate လို့ပြီးအိမ်ပြန်လာတယ်ဟိုမှာအမျိုးသားဘာမှမသိရှောင်ဆိုရော့ဆိုပေးလိုက်တာလင်မယားကွဲတာအဲ့မှာစအာမင်နောက်ဆုံးက rewarded ဆိုတာကတော့ဖခင်ဟာဆုချထိုက်တယ်ဆိုတော့ကျွန်တော်တို့နော်ဖခင်ကြီးတွေကိုဆုချတယ်ဆိုတာနားလေရတယ်အခု the real study ကိုတွားရအောင် father ဆိုတဲ့အဓိပ္ပာယ်ကိုတွားရအောင် father ဆိုတဲ့အဓိပ္ပာယ်ကသူ့ရဲ့မူရင်း Hebrew အဓိပ္ပာယ်က source source မူရင်းလို့ခေါ်တယ် sustainer လို့ခေါ်တယ် nourisher လို့ခေါ်တယ် supporter လို့ခေါ်တယ် founder and protector အဲ့ဒါကဖခင်ရဲ့အဓိပ္ပာယ်ယောက်ျားရဲ့မူရင်းကဖခင်မိန်းမရဲ့မူရင်းကယောက်ျား female did not come from the soil အန်ဝဇ်ရပဲအမျိုးသမီးတွေကမြေကြီးကလာတာမဟုတ်ဘူးယောက်ျားသင်လာအဲ့ဒါကြောင့်မို့လို့ Hebrew လို up လို့ခေါ်တယ် ab up နဲ့ abba abba လို့ခေါ်တယ် Greek လိုကတော့ peta လို့ခေါ်တယ်အဲ့ဒါသူအဓိပ္ပာယ်ကမူရင်း abba ဆိုတာဖတ်သွားတဲ့ကျမ်းစာ abba မူရင်းအဲ့ဒါကြောင့်မို့လို့ကိုချစ်စနီးကိုဘယ်လိုပြောတယ်လဲကိုရဲ့နော်ချစ်သူကိုဘယ်လိုပြောလဲဆိုရင် baby လို့ပြောတာအဲ့ဒါနားမလဲဘူးနားမလဲမခေါ်နဲ့ baby ဆိုတာဘာလဲကလေးဖြစ်တယ်ယောက်ျားဟာမိန်းမကိုဖြစ်စေတဲ့အတွက်ကြောင့်မလို့ baby လို့ခေါ်တယ်အဲကြောင့် you have two babies your wife and your children အဖခင်ဒီကလေးနှစ်ယောက်ရှိတယ်ဆိုတာကိုကျွန်တော်မမေ့ကြစို့နဲ့ဖခင်တွေဟာအိမ်ထောင်ရဲ့ခေါင်းဖြစ်တယ်တဲ့အဲ့ဒါမှားတယ်ခေါင်းမဟုတ်ဘူးအုတ်မြစ် foundation ခေါင်းဆိုလို့ရှိရင်ဦးစီးပြန်လာမယ်ဦးစီးပြင်ခေါင်းစီးပြန်လာမယ်ဘာမှမလုပ်တော့ foundation ဆိုတာကတိုက်တွေဆောက်ပြီးသွားလို့ရှိရင်ဒီ foundation ကဘယ်တော့မှမတွေ့ရတော့ဘူး foundation ကဈေးအကြီးဆုံးဆောက်တဲ့အခါမှာငွေအကုန်ဆုံးဆောက်တဲ့အခါမှာ engineer တွေကအိမ်ပေါ်မှာရှိတဲ့ပစ္စည်းတွေကွန်ပျူတာတွေတုံးမဲ့ကလထိုင်တွေအားလုံးရဲ့ weight ကိုတွက်ချက်ပြီးတော့မှ foundation ကိုဆောက်လိုက်တယ် exactly that God want us to do fathers the whole family ရဲ့ weight ကို to carry အဲ့ဒါဘုရားသခင်ကအိမ်ထောင်ဆိုတဲ့အရာကိုဦးဆောင်ဖို့ရန်အတွက်ယောက်ျားက foundation အနေနဲ့ဘုရားသခင်ကဖန်ဆင်းလိုက်တယ် hallelujah amen okay ဆက်ပြီးသွားရအောင်အဲ့ဒါကို to know father's responsibility we go to study the male like in the beginning ဒီမိသားစု society church ဒီအကြောင်းကိုဘယ်လိုလှုပ်ဆောင်မလဲဆိုတာကိုနားလည်ဖို့ရန်အတွက်ကဘာဦးကျမ်းကိုပြန်သွားရမယ်မူရင်း original ကိုပြန်သွားရမယ်ဆိုတာနားလည်ရတယ်
အဲ့ဒီ original ကဘာလဲဆိုလို့ရှိရင်အိမ်ထောင်ကအဓိကအကြဆုံးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖခင်ကအဓိကအကြဆုံးဖြစ်တယ်အဲ့ဒါကြောင့်စာတမဏေကဘာနဲ့လုပ်တယ်လဲဆိုလို့ရှိရင်ဘာနဲ့ attack လုပ်တယ်လဲဆိုရင် divorce နဲ့ attack လုပ်တယ်ပထမအချက်လင်မယားခွဲခြင်းနဲ့ attack လုပ်တယ်ကျွန်တော်ကိုယ်တိုင် broken family ကနေဆင်းသက်လာကျွန်တော်ဒီအကြောင်းကိုကျွန်တော်ကောင်းကောင်း research လုပ်တယ်ဒီနေ့ကျွန်တော် research တွေကနေချို့တဝက်ကိုဝင်ငှခြင်းတယ် national worldwide 1 out of 3 marriage 3ယောက်လက်ထပ်တယ်1ယောက်ကွဲတယ်အဲ့ဒါ national wide USA မှာ United States မှာ2ယောက်လက်ထပ်တယ်1ယောက်ကွဲတယ်တော့50-50 အိမ်ထောင်တယ် The church is very quiet about အတင်းတော့ဘာလို့မှမသိဘူးတအားငြိမ်နေတယ်ဒီကိစ္စကိုမပြောဘူးThe government doesn't know how to stop. အစိုးရဘယ်လိုရပ်မလဲဆိုတာမရဘူးရပ်လို့မရဘူး The sociologists don't know how to do with it. Sociology တွေကမတ်တရပြီးကြည့်နေတယ် This is the problem of relationship. ပြဿနာရှိတယ်ဆိုတာကိုနားလည်ရတယ်ဒီလင်မယားခွဲခွာခြင်းကအခုပဲပြဿနာမဟုတ်ဘူးလွန်ခဲ့တဲ့နှစ်ပေါင်း2000ကကိုမတိုင်ခင်ကကိုပြဿနာခေတ်အစစ်စစ်ဖြစ်ခဲ့တယ်ဆိုတာနားလည်ရတယ်မောရှေကပထမဦးဆုံးဒီလင်မယားခွဲခြင်းကိုကြွင်တွေ့ရတဲ့ပုဂ္ဂိုလ်ဖြစ်ခဲ့တယ်တယောက်နဲ့တယောက်အဖြက်အစည်းတွေနေသွားအောင်ဆိုပြီးတော့မှသူက divorce for bill a bill for divorce man ကိုတီထွင်လိုက်တယ်ဖြက်စာကိုမောရှေကတီထွင်လိုက်ခဲ့ရတယ်အဲ့ဒါကိုခိအဆက်ဆက်ဣသရေလလူမျိုးတွေကျင့်သုံးခဲ့တယ်အမျိုးသမီးကိုဘာကိစ္စနဲ့မဆိုအမျိုးသားခင်ပွန်းတွေဖခင်တွေကဖြက်စာပေးလို့ရပြီးတော့မှလင်မယားခွဲကွာခြင်းကိုလုံရပါတယ်ဆိုပြီးတော့မှခိအဆက်ဆက်ကိုကျင့်သုံးခဲ့တယ်အဲ့ဒါကိုဟီဘရူးတွေမှာရာဘိုင်ရှိတယ်ဒီရာဘိုင်တွေဆိုတာကသူတို့ပြီးပြီပဲသူတို့လောထုတ်ရတယ်တော့ကျောင်းနှစ်ကျောင်းရှိတယ်ရာဘိုင်ရှာမိုင်းနဲ့ရာဘိုင်ဟီလယ်ဆိုတာရှိတယ်ရာဘိုင်ရှာမိုင်းကတော့ကို့အမျိုးသမီးကိုဘာကိစ္စနဲ့မဆိုလုံးဝဖျက်လို့မရဘူးလို့သူကတော့ဟောတယ်သူ့ကျောင်းကအဲ့လိုတုံတင်တယ်သူ့ doctrine ဒါမဲ့ရာဘိုင်ဟီလယ်ဆိုတဲ့ပုဂ္ဂိုလ်ကတော့ဘယ်ကိစ္စမဆိုဖျက်လို့ရတယ်ကွာရှင်းပြည့်စည်လို့ရတယ်လို့တွင်တင်တဲ့အခါမှာရာဘိုင်ရှာမိုင်းရဲ့ doctrine ကနာမည်မကြီးဘူး popular မဖြစ်ဘူးရာဘိုင်ဟီလယ်ရဲ့ teaching က popular ဖြစ်ပြီးသခင်ယေရှုသာသနာမစမီနှစ်ပေါင်း20မှာအဲ့ဒီရာဘိုင်ဟီလယ်ကဆုံးသွားပြီယေရှုဆေကြောတဲ့ပေါ့နော်အဲ့ချိန်အရွယ်မှာရာဘိုင်ဟီလယ်ဆုံးသွားပြီဒါမဲ့လို့သူ့ရဲ့ doctrine ကနာမည်ကြီးလို့လင်မယားဖခင်တွေကိုဇနီးသားများကိုခွဲခွာခြင်းတဲ့ပုဂ္ဂိုလ်တွေကတော့သဘောတွေကြားပြီးကျင့်သုံးခဲ့တာကျင့်သုံးခဲ့ပြီးတော့မှပါရီရှေးတွေရဲ့ခံယူချက်ကအဲ့ဒါပဲအဲ့ဒါကြောင့်မို့လို့ဘာပြောတယ်လဲဆိုလို့ရှိရင်ဒီမှာဖတ်ကြည့်အောင်ပါရီရှေးတွေကယေရှုရဲ့ view ကိုသိချင်တာယေရှုရဲ့ divorce view ကဘယ်လိုလဲဆိုတာကိုသိချင်တယ်ပါရီရှေးတို့ဒီအထံတော်တို့လာ၍လူဒီခတ်သိမ်းသောအပြစ်ကြောင့်မိမိမယားနှင့်ကွာအပ်သလိုဟုစုံစမ်းနှောက်ယှက်ခြင်းကမေးကြသောကိုရောကယေရှုကပြောတယ်အစအဦး၌ဖန်ဆင်းတော်မူသောသူသည်ယောက်ျားနှင့်မိန်းမနှစ်ယောက်ဒီကိုဖန်ဆင်းတော်မူ၏ထိုအကြောင်းကြောင့်ယောက်ျားသည်ကိုမိဘကိုစွန့်ပြေး၍ကိုခင်ပွန်း၌မိဘသည်ဖြင့်ထိုသူနှုတ်တို့သည်တရားသူကိုသည်ဖြစ်ရလိမ့်မည်ဟုကျမ်းဆိုသည်ကိုတင်တို့မဖတ်ဘူးသလောထို့ကြောင့်လင်မယားသည်နှုတ်မဟုတ်သူသည်ဖြစ်၏ဖျားသခင်ဖက်ဆက်၍တဘိုးတင်တော်မူသောအရာကိုလူမခွဲစေနှင့်ဟုမိန့်တော်မူ၏ပါရီရှေးတွေကပါနာနဲ့ပြန်မေးတယ်ပါရီရှေးတို့ကလည်းထိုတို့မှန်လျင်ဖြက်စာကိုပေး၍မယားနှင့်ကွာစေခြင်းကမောရှေသည်အဘေကြောင့်စီရင်သည်နည်းဟုလျှောက်ကြတော်ပါရီရှေးတွေကပြန်လဲလာယေရှုပြန်လဲပြီးတော့ကိုတော်က
တင်တို့စိတ်နှလုံးခိုင်မာသောကြောင့်မယားနှင့်ကွာရသောအခွင့်ကိုမိုးရှေစီရင်၏အစအဦး၌ထိုတို့မဟုတ်ယေရှုရှင်းရှင်းပဲပြောလိုက်မင်းတို့စိတ်နှလုံးခိုင်မာလို့မိုးရှေကဒီလင်မယားကွာရှင်းချင်းတရားယုံဒါတွေလုပ်ရတယ်ဆိုတာအပြည့်ပြောလိုက်တယ်တခင်ယေရှုရဲ့သူတို့မေးတဲ့မေးခွန်းကိုတခင်ယေရှုဖြေတယ်တခင်ယေရှုရဲ့ဖြေပုံဖြေဆိုအရာပြဿနာကိုမဖော်ထုတ်ဘူးပြဿနာကိုမပြောဘူးတခင်ယေရှုက divorce ကိုပြဿနာလို့မမြင်ဘူးတခင်ယေရှုကလင်မယားခွဲခွာခြင်း divorce ကို symptom လို့မြင်တယ် wow ဆက်လက်ပြီးကြားခြင်းလားတခင်ယေရှုကြားရှင်လို့ရှင်လက်ထောင်ပေးပါအောင်ဒါအရေးကြီးတယ်တခင်ယေရှုရဲ့ဖြေပုံဖြေနည်းပြဿနာက problem has to do with a cost ပြဿနာဆိုတာက cost အကြောင်းအရာနဲ့ဖြေရှင်းရတယ် symptom has to deal with the sign လက္ခဏာနဲ့တွားတယ်တခင်ယေရှုကအိမ်ထောင်ကွဲခြင်းကိုဘာလို့မြင်တယ်လဲဆိုရင်ယောဂါလို့မြင်တယ်ပြဿနာလို့သူမမြင်ဘူးဒါကိုယူမစားအဲ့ဒါကြောင့်တခင်ယေရှုကချက်ချင်းကဘာဦးချမ်းကိုတန်းပြီးလဲတယ်အစဦး၌ထိုသူမဟုတ်ကျွန်တော်တို့ကတော့အခုရှုပ်နေရပဲနော်တကယ်ပညာတတ်ကြီးတွေလင်မယားဘလို့လို့မလဲဘလို့လို့တင်းလဲရှုပ်ရှိခန့်ယေရှုရှင်းရှင်းလေးရကဘာဦးကိုတွားလိုက်ပြဿနာကဘာလဲဆိုလို့ရှိရင်တခင်ယေရှုပြောချင်တာကဘာလဲဆိုလို့ရှိရင်ခွဲခွာခြင်းက the pain ကိုယ်ခန္ဓာမှာအနာဖြစ်လို့ရှိရင်ဒီ body ကပြဿနာမဟုတ်ဘူးဟို location မှာပြဿနာတော့တက်တာအဲ့ဒီ location က neurological system ကပြလိုက်တဲ့အခါကျမှဘာဆေးလို့တယ်ဘယ်လိုလုပ်ရမယ်ဆိုတာကုလို့ရတယ်အဲ့ဒါကြောင့်မလို့လင်မယားခွဲခွာခြင်းဆိုတာက you have wrong somewhere တနေရာမှာချို့ယွန်းနေကြောင်းကိုယေရှုကပြခြင်းတယ်ကြည့်အောင်မဿဲအခန်းကြီး19မှာအငယ်9မှာ Greek word လင်မယားခွဲခွာခြင်းကို apothesion လို့အဓိပ္ပာယ်ဒါ Greek word ပြောထားတယ် apothesion ဆိုတာကဘာလဲဆိုလို့ရှိရင်အဲ့ဒါကို English လို့ပြန်အဓိပ္ပာယ်ပြန်လို့ရှိရင် defection ဆိုတာကဘာလဲဆိုလို့ရှိရင်ဘယ်မှာသုံးတယ်လဲဆိုစစ်တပ်မှာပဲသုံးတယ်အဲ့ဒီစစ်တပ်မှာဘယ်လိုသုံးတယ်လဲဆိုရင်စစ်သားလုံးမဲ့လူတယောက်ကဝင်ခံနေမှာဂတိတစ္ဆာဆိုရတယ်တိုင်းပြည်အတွက်ငါရဲ့အသက်ကိုတေအောင်ထမ်းဆောင်ပါမယ်လို့ဂတိပေးပြီးဝင်တယ်အဲ့ဒါကိုသူရေးဘောကြောင်ပြီးတော့မှ civilian ပဲလုပ်တော့မယ်လို့ထွက်ပြေးလို့ရှိရင်အဲ့ဒါ defection လို့ခေါ်တယ် divorce ထွက်ပြေးတာ you commit yourself to one another the woman and to the man you are not committing yourself to life အဲ့ဒါကြောင့်အိမ်ထောင်ပြုတ်ခြင်းဆိုတာဟာအသက်ရှင်ဖို့ပြုတ်တာမဟုတ်တော့ဘူးအာမင်တေရီတိတိုင်အောင်မင်္ဂလာဆောင်ခြင်းကိုဖြစ်စေတာဟာလက်စွပ်မဟုတ်ပါ wedding gown မဟုတ်ပါ the vow လူရှိဖျားရှိမှာဂတိတစ္ဆာယူထားတာကမင်္ဂလာဆောင်ခြင်းကိုဖြစ်မြောက်စေတဲ့အရာဖြစ်တယ်ဘုရားပြောချင်တာက the problem is divorce is not your problem the problem is the material that you use ပြဿနာကဘာလဲဆိုရင်ဘာပစ္စည်းကိုအသုံးပြုတယ်လဲအဲ့ဒါကိုပြောတာဘယ်လိုမျိုးပုဂ္ဂိုလ်ကိုလက်ထပ်ထားတယ်လဲအဲ့ဒါကိုယေရှုကညွှန်းတာ wow ကဘာဦးကျမ်းအခန်းကြီး1အငယ်15ကို8နဲ့15အဲ့ဒါ key point ပဲအဲ့ဒါအိမ်ရောက်ခြင်းပြန်ဖတ်ကြရအောင်ကဘာဦးကျမ်းအခန်းကြီး
nit angye sanga tama janza the ma perfect jan so na jan be shi de de aro ka ba u jan akhan ji 1နဲ့2ပဲ3jan လူသားတွေကြာရှုံးသွားပြီအဲ့ဒါကြောင့်လူသားတွေကိုမဖန်ဆင်းခင်ဖျားပြောလိုက်တဲ့စကားကဖန်ဆင်းခါနီးလူကိုလှုပ်ခါနီးပြောလိုက်တဲ့စကားကအဲ့ရည်ရွယ်ချက်ပဲ the purpose Emma contains လို့လို့တယ်လဲဆိုလို့ရှိရင်ထိုအခါသာရအရှင်ဘုရားသခင်သည်လူကိုယူ၍အေဒင်ဥယျာဉ်ကိုပြုစုစောင့်နေစေခြင်းကထားတော်မူ၏အချက်5ချက်အိမ်ထောင်ကြပြီးအိမ်ထောင်ပြုတ်တော့မယ်အဖေအမေဖြစ်လာဖို့ရန်အတွက်အိမ်ထောင်ပြုတ်တော့မယ်ဆိုလို့ရှိရင်ယေရှုက checklist ကိုပြန်သွားခိုင်းတယ်ကဘာဦးကျမ်းမှာ checklist ရှိတယ်အဲ့ဒီ checklist နဲ့အိမ်ထောင်ပြုတ်ရမယ်ပထမအဦးဆုံးကျွန်တော်ပြောပြချင်တယ်ပထမ checklist ကတော့ဗာလဲဆိုလို့ရှိရင်အေဒင်ဥယျာဉ်ဒီတစ်ချက်အဲ့ဒါအသေးစိတ်ပြန်ရှင်းမယ်နေ့ကဗာလဲဆိုရင် desire to walk ဘုရားသခင်ကမိမမရှိခင်အလုပ် before your wife walk ဒုတိယတတိယက he is able to cultivate ဆိုတာကကျွန်တော်ကြောင့်ဥမာကိုကြောင့်ကိုရဲ့ဇနီးတိုးတက်လာတာကိုကြောင့်အတင်းတော်တိုးတက်လာတာ your contribution ကို cultivate လို့ပြောတယ်နံပါတ်4ကဘာလဲဆိုလို့ရှိရင် he commit to protect အဲ့ဒါအဓိပ္ပာယ်သားနဲ့နေတယ်နံပါတ်5 he knows the word ဖယားကအတီးမစားနဲ့လို့နှုတ်ကပတ်တော်ပေးခံရတာယောက်ျားမိန်းမမဟုတ်ဘူးအဲ့ဒီအချက်5ချက်ကြည်ရမယ်နားထောင်ခြင်းပါသလားဆက်လက်ပြီးနားထောင်ခြင်းမလားအချိန်ကနည်းနည်းသွားနေပြီဟောဆရာနည်းနည်းโอเคမြန်လေးသွားရအောင်နံပါတ်1 vital purpose for the meal ယောက်ျားတွေအတွက် purpose တစ်ခုကပါလဲ to dwell in God's presence wow ဘုရားရှင်ရဲ့မျက်မှောက်တော်ထဲမှာပထမဦးဆုံးရှာဖွေတွေ့ရှိဖို့ရန်အတွက်ဘုရားသခင်လှုပ်ထားတယ်အဲ့ဒါကပါလဲအေဒင်ကျွန်တော်တို့အေဒင်ပြောလိုက်တာနဲ့ကျွန်တော်တို့ကတိရစ္ဆာန်မြင်မယ်တစ်ပင်တွေအတီးအနှံတွေမြင်မယ်အဲ့လောက်ပဲတည်တယ်ဟီဘရူးကျမ်းစာထဲမှာအေဒင်ဆိုတဲ့စကားလုံးကို5 stroke နဲ့ရေးထားတယ်အဲ့ဒါကဘာလဲဆိုတစ် spot အကွက်မြေကွက် spot နိကဘာလဲဆိုလို့ရှိရင် moment နံပါတ်3ကဘာလဲဆို present နံပါတ်4 open door နံပါတ်5 delightful place အဲ့ဒါအေဒင်ဥယျာဉ်ရဲ့အဓိပ္ပာယ်ပဲကြည့်မယ်အဓိပ္ပာယ်ကဘာလဲဆိုလို့ရှိရင် God took a man ဒီမှာယောက်ျားကိုဘုရားသခင်ကယူတယ် and put him in a spot အဲ့ဒီနေရာမှာထားလိုက်တယ် for the moment အချိန်အတွင်းလေးမှာ where the presence of God was open ဘုရားရဲ့တည်ရှိခြင်းမျက်မှောက်တော်ဟာတကားဖွင့်ထားတယ် to heaven the delightful place အဲ့ဒါအေဒင်ဥယျာဉ်ရဲ့အဓိပ္ပာယ်ကဘာလဲဆိုသာရရှင်ဘုရားသခင်ဒီလူအရှိလဲအရှိမျက်နှာအေဒင်အရ၌ဥယျာဉ်ကိုစိုက်ပျိုးပြီးလျင်ဖန်ဆင်းတော်မူသောလူကိုထိုဥယျာဉ်၌နေရာချတော်မူ၏ကပ္ပဦးကျမ်းအခန်းကြီး1အငယ်8မှာပြောချင်တာကဘာလဲဆိုလို့ရှိရင် why did God give Eden to the male first before he gave him the female ဘုရားသခင်ကမိန်းမအရေးကြီးတယ်ဆိုလို့ရှိရင်မိန်းမအရင်အဆုံးပေးရမယ်အခုကအေဒင်ဥယျာဉ်ကိုအရင်အဆုံးပေးခြင်းခံရတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ဘုရားသခင်တည်တယ်လူတန်းပေါင်း6000ထဲမှာ800ကျော်သွားပြီအခုအာဒံကိုတယောက်ပဲဖန်ဆင်းခဲ့တာအဲ့တဲမှာအားလုံးပါတယ်အဲ့ဒါကြောင့်မို့လို့ဒီယောက်ျားတွေဟာကျွန်တော်ဖန်ဆင်းထားတဲ့ယောက်ျားတွေဟာပထမဦးဆုံးအေဒင်ဆိုတဲ့ presence God's presence အရင်ဆုံးလိုရတယ်အဲ့ဒီခါကျမှ instruction တွေရလာမယ်အဲ့ခါကျမှမိသားစုကိုဘယ်လိုဦးဆောင်မလဲဆိုတာသူတို့ကောင်းကောင်းသိမယ်လို့ပြောထားတယ်ကြည့်အောင် you need God's presence before you need the presence of women မိမရဲ့မျက်မှောက်တော်မခံစားခင်
ဖျားမျက်မှောက်တော့အရင်ဆုံးတည်ဖို့အရေးကြီးတယ်ဘလို့ဖြစ်တယ်လဲဆိုလို့ရှိရင် atmosphere ကိုဖျားကအရင်ဆုံး create လုပ်ရတယ် atmosphere create လုပ်မှအဖိုးတန်တဲ့ပစ္စည်းထည့်ဥပမာရေကိုလုပ်ပြီးမှငါးထည့်ဒါ atmosphere တဲ့အရေးကြီးတယ်အဲ့ဒါကြောင့် 18အဲ့ဒါအရေးကြီးတာအဲ့ဒါ atmosphere very important ကျွန်တော်ရဲ့နော်ကင်မရာပဲဖြစ်ဖြစ်မော်ဘိုင်းပဲဖြစ်ဖြစ်ရေမှာချတာနဲ့ပြတ်သွားဘာလဲ wrong atmosphere ဟောအဲ့ဒါကြောင့်ယောက်ျားတွေဟာငါးလိုပဲရေထဲကနေကုန်းပေါ်ထိတက်လိုက်ပြီဆိုလို့ရှိရင်တေးပြီ monkey salvation လို့ခေါ်တယ်အဲ့ဒါမြောက်ကဟာငါးတွေရေထဲမှာကြာနေပါလားဆိုမှငါးကိုကယ်တယ်တဲ့ကယ်နဲ့ကုန်းပေါ်ရောက်တော့ငါးတွေတေးသွားရော monkey salvation ယောက်ျားတွေကဖျားသခင်ရဲ့မျက်မှောက်တော်ဖျားသခင်ကိုမတိကြွားမချင်းဖျားသခင်ကမျက်မှောက်တော်ကိုထွက်တာနဲ့အတေကောင်ပဲအဲ့ဒါဘာမှဥဆောင်လို့မရတော့အဲ့ဒီပုဂ္ဂိုလ်ကိုလက်ထပ်မိတဲ့လူက divorce အဲ့ဒါပြောတာယေရှုညွှန်းချင်တာအဲ့ဒါကြောင့်မလို့ယောက်ျားတွေကနော်ဖျားရှင်ရဲ့မျက်မှောက်တော်ကိုလာဖို့ရန်လာပြီဆိုလို့ရှိရင် the presence of God attract နှစ်ပေါင်း2000ရှိနေပြီဖျားเจ้าထဲမှာထမိန်စကတ်ဂါဝန်ပဲတွေ့ရတယ်long pen မတွေ့ရဘူးပစိုးမတွေ့ရဘူးကြည့်လေဘယ်သူလူကြီးပဲပုံများလေလို့စာဒမာန make sure that men cannot come to the church the presence of God ယောက်ျားတွေကိုအဓိက aim လုပ်တယ်အမျိုးသမီးတွေဖျားချောင်းသွားစာဒမာနတိတ်ကြည့်မဆိုင်ဘူးဖေးတွေရောက်လာပြီဆိုရင်ဇန်နေဟေးဘာကြောင့်လဲ the presence of God attract လို့တော့မှာကဘာကြီးပြောင်းလဲတော့မှာအဲ့ဒါကြောင့်မို့လို့စနေနေ့တနင်္ဂနွေနေ့ဆိုလို့ရှိရင် professional sports စိတ်ဝင်ကောင်းတဲ့နေရာတွေများလှုပ်ထားစေပြီးတော့မှဖခင်တွေကမေအေကိုကလေးတွေကိုဖျားเจ้าမှာလာချထားပြီးတော့မှအဲ့ဒီနေရာတွားအောင်လှုပ်ထားတာဖျားเจ้าတဲ့ရောက်မလာအောင်တေချအောင်လှုပ်ထားတာဝေါဘာကြောင့်လဲဖျားเจ้าတဲ့ရောက်လာတာနဲ့ဖခင်တွေကိုဝတ်ပြုကိုးကွယ်တဲ့အခါမှာမအီမတာလှုပ်စေတယ်လက်မြောက်တာတို့အာမင်ထူတာတို့ကိုရှက်ကြောက်စေတယ်သူတို့ထင်တာပါလဲဆိုဒါတွေကမင်းကလေးတွေလှုပ်တဲ့အလုပ်ငါပြော့တွေလှုပ်တဲ့အလုပ်ဖျားဘာလဲ I'm cool man I'm cool man I'm cool man you are not cool man you are fool man my god ဒီမှာကြီးကိုကဒီလောက်ယောက်ျားဖြစ်တယ်ဆိုလို့ချင်းတဲ့တတ်ဘူးလားဝင်းနေတတ်ဘူးလားဒါဝိဆိုတဲ့ပုဂ္ဂိုလ်ကချင်းတဲ့နှုတ်ပါးစားကနေသူ့ရဲ့တိုးကိုဆွဲနှုတ်ယူတယ်ဝန်ရဲ့နှာခေါင်းမွေးကိုကင်ပြီးတော့မှဒီလိုလုပ်ပြီးကင်ပေါက်ပြီးတတ်ပလိုက်တယ်ဂိုလိယကြီးကိုဂျိုင်ယန်ကိုတတ်လိုက်တယ်အဲ့ဒီပုဂ္ဂိုလ်ကိုမိန်းမလို့ပြောမလားအားနေတယ်လို့ပြောမလားအာမင်တမန်ကျမ်းစာထဲမှာချီးမွမ်းခြင်းကိုးကွယ်ခြင်းကိုမြောက်များစွာရေးခဲ့တာဒါဝိပဲတမန်ဟောင်းကျမ်းမှာ priest တွေကဗိမာန်တော်ထဲမှာဝတ်ပြုခြင်းကိုကိုးကွယ်တာအမျိုးသားတွေပဲအာဗြဟံသွားတဲ့နေရာတိုင်းမှာဒီလိုလုပ်တယ်အဲ့ဒါကြောင့်သူနာမည်ကြီးတယ်အခုထိမေးလို့မရဘူးဆာလံ22ခုတော့ဆာလံအခန်းငယ်3မှာဗာပြောတယ်ဆိုရင်ကိုတော်မူကဣသရေလအမျိုးသားတို့ချီးမွမ်းရာကျင်းဝတ်လျက်တန့်ရှင်းခြင်းရှိတော်မူ၏အမျိုးသားအဲ့ဒါကတော့စာဒမာနရဲ့လှုပ်ဆောင်ခြင်းပဲဖခင်နေဘုရားကျောင်းထဲရောက်မလာအောင်တေချအောင်လှုပ်ထားတယ်နံပါတ်1 to manifest what God put inside the man ဒါနဲ့နောက်ဆုံးနေကျွန်တော်ပြောပြခြင်းတယ်ဒုတိယ purpose ကတော့
The second purpose of male is work. Wow, that's a shame. Oh, chinga ro nene twa ne bi. Work. ကျွန်တော်တို့ work ဆိုတာ ਨੇ ကျွန်တော်တို့ဘာတွေးတယ်လဲဆိုရင်နေ့တိုင်းလုပ်နေတဲ့အလုပ်ကိုတွေးတယ်မဟုတ်ဘူး original meaning မှာအလုပ် work ဆိုတာက to become အဲ့ဒီအလုပ်မဟုတ် to become ဘာကြောင့်လဲ job and work နှစ်မျိုးရှိတယ် job and work ပြောကြည့်အောင် job and work ကိုကျွန်တော်ခွဲခြားပြမယ် job is what you will pay to do job ဆိုတာကပတ်စံပေးပြီးလုပ်ရတယ် work is what you were born to do work ဆိုတာကမွေးကလေးကကိုလုပ်ဖို့တစ်ခုခုရှိတယ်အဲ့ဒါပါလေ gift your talents your gifts are more important than your skills စုကျေးဇူးဆိုတာ skill ထက်ပိုပြီးအရေးကြီးတယ်ဘာကြောင့်လို့ဆိုလို့ရှိရင် your skills are what you train you to do skill ကြတော့တင်ပေးပြီးတော့မှပတ်စံပေးပြီးခိုင်းစားတာကို skill လို့ခေါ်တယ် gifts are what you were born with gifts ကပါလာအဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ဘယ်လိုဖြစ်တယ်လဲဆိုရင်နေ့တိုင်းကျွန်တော်တို့အသက်တာမှာ wake up early in the morning to sit the car get stuck the same traffic go to the same place that you hate and get paid less than you work လောက်တာများများရတာနည်းနည်း go back the place called home turn on TV called sports အိမ်ပြန်ရောက်လာတယ်အားကစား channel ကိုကြည့်လိုက်တယ် get sleepy အေးရပြန်ဝင် to go to bed and get stuck the same traffic in the morning you call this is life အောင်မြင်တဲ့လူကဒါကို waste of time ခေါ်တယ်အဲကျွန်တော်တို့ဒီအဆင့်ထိရောက်ဖို့ကတော်ကြိုးစား parking amen parking ဒါကျွန်တော်တို့မြန်မာနိုင်ငံမှာအလုပ်မလုပ်တတ်တဲ့အရေးချင်းကနေအလုပ်လုပ်တတ်တဲ့အရေးချင်းရောက်လာတယ်ကျေးဇူးတော်ပဲဒီထက်ဖျားသခင်ကဒီအတင်းတော်မှာတိုးမြင့်စေဖို့ဖျားသခင်ကကောင်းကြီးပေးမယ်အာမင်ဒီမှာကောက်တိရိုက်တဲ့လူရှိလားကျွန်တော်တင်းတော်ကတယောက်နှစ်ယောက်ပဲရှိမယ်ကောက်တိရိုက်တာအတင်းတော်မှာများပြီဆိုရင် a sign of wealth အဲ့ဒါပါလဲဆိုလို့ရှိရင်လူကအဲ့ဒါကြောင့်မလို့ကိုဖော်ထုတ်ရတယ်ကိုဘာအကောင်လဲဆိုတာဖခင်ကဖော်ထုတ်လိုက်မှမဖော်ထုတ်လို့ရှင်သူများဖော်ထုတ်ပေးလိမ့်မယ်အဲ့ဒါကြောင့်လူတွေကဒုတိယဖြစ်တဲ့ဒီ manifest to become ကိုစိတ်ဝင်စားတာလည်းလုပ်လို့ရတယ်ဝင်ငွေလည်းဝင်တယ်အဲ့ဒါကိုပြောတာဟာတိုက်ကားဖို့အလုံးတည်တယ်ဘာမှမဟုတ်မွေးလာငယ်ကလေးကသူ့အကြောင်းကိုကျွန်တော်ကောင်းကောင်းကြည့်တယ်ဗီဒီယိုထဲမှာနော်မျက်ပေါက်ထဲမှာဘောလုံးထည့်တာတန်းနဲ့ချီပြီးရတာ that is called walk Michael Jordan ချင်းတောင်းထဲမှာဘောလုံးထည့်တာပဲ basketball တန်းနဲ့ချီပြီးရတာ that is called your walk your job can fire others your work cannot fire အဲ့ဒါကြောင့်ယောက်ျားတွေအလုပ်ကိုမုံတယ်ဘာလဲအထဲမှာတစ်ခုခုရှိပြီးသားဖြစ်တယ်အဲ့ဒါကြောင့်ကမ္ဘာအချမ်းသာဆုံးနေရာ sport ကဘယ်မှာလဲတဲ့ဖက်ကမဟုတ်ဘူးအာဖရိကမဟုတ်ဘူးဒီအာရပ်နိုင်ငံမဟုတ်ဘူးဒီနန်တွင်းထွက်တဲ့လူတွေစိန်ထွက်တဲ့လူတွေနေရာမဟုတ်ဘူးဘယ်နေရာလဲဆိုတင်ကြိုင်ကုန်ဘာကြောင့်လဲလူတွေမြောက်များစွာဆရာဝန်ဖြစ်နေရဲ့ဒိုင်းရဲနဲ့နော်မဖြစ်ဘဲနဲ့ဘိန်းစားဘွားနဲ့တင်ကြိုင်ကုန်ရောက်သွားတယ်ဘိုးကတော်ဖြစ်နိုင်ရဲ့သားနဲ့
Ma Pibene, Pidazama Buane, Tinjang on the outdoor. Gabiasia Pinayadane, Ma Pibene, Tinjang the outdoor. Doctor, engineer, Pinaya Dane, Ma Pibene, Tinjang the outdoor. Arajon, Padu Lucian, Yadana Ibere. Makes we live, you know, parking live, Eddie Tinjama, Tuapiroma, Mapit on Bene, Topi Tapime to Diola. Luga, Mapoto Lucian. Tu mi ala poto pele me pakene. Luga era jamolo bale. Lost identity. Identity 掉သွားတယ်။အဲ့ဒါကြောင့်မလို့လူကတစိတ်ယူသွားတယ်။သူများအတုခိုးခြင်းတယ်။ဒီ fingerprint ကတအားခြားနာတယ်ဆိုတာနားမလဲတော့။တစိတ်ယူသွားတယ်။အဲ့ဒါကြောင့်မလို့ဘာလုပ်တယ်လဲဆိုလို့ရှိရင် Nike တို့ Jordan တို့The Ziggy, Adidas, G2000, no, the Usa, Papilo, Shah the Les solution. Singapore, Yaula, Piroma, load that person, Eddie Twains with a carpet CDU, where Piroma, Tumia, Tolo Tade, identity go, wood like that. Tumia, identity go, wood like that, Kajama, go, a blue tin the lesson, Luling Ago. The gong. Ketu Moholu, Timelu, can you? Chomola bade amuti mide go kana young biroma dog me pana we like the angie we like the and a we would like ma lure chimago a yeji de pogolo timelo can you then era lose of your identity go bag on lesura mot po tok pya to you garo tu mya na me pichin kan ya de pakimya before wifeကျွန်တော်တို့ရဲ့ identity ကိုပြပြီးတော့မှအတင်းတော်မှာတော့၎င်းနေရာဒီကမှာဘုရားရှင်ရဲ့ဘုန်းကိုထင်ရှားဖို့ရန်အတွက်ဘုရားသခင်အထူးကောင်းကြီးပေးပါစေအာမင်နောက်ဆုံးအနေနဲ့ကျွန်တော်ဗီဒီယိုကလစ်တစ်ခုပြပေးခြင်းနဲ့အဲ့ဒါကဘာလဲဆိုလို့ရှိရင်ဒီတရုတ်ပြည်မှာဖြစ်တဲ့အဖြစ်အပျက်လေးတော့ China Got Talent အဲ့ဒီ China Got Talent အဲ့ဒီအမျိုးသားကတော့အညတရတယောက်ပဲအညတရတယောက်ပဲဟိုကား workshop ပြင်စားလာတာမသိဘူးသူ့အမျိုးသမီးက paralyze ဖြစ်သွားတယ် paralyze ဖြစ်သွားပြီးတော့မှမသွားလို့မရအောင်အဲ့ဒါကြောင့်သူက set 3D ထွင်တယ်ဒီ down ပုံတဲ့ set တီထွင်တယ်သူ့ကိုတိုင်သူကြီးတယ်တယောက်မှအမှမပေးဘူးဒါပေမဲ့မေးကြည့်တဲ့အခါမှာခမ ्या ကဘာဖြစ်လို့ဒါလုပ်တယ်လဲဆိုလို့ပြောတဲ့အခါမှာငါအမျိုးသမီးကိုပျော်စေခြင်းလို့လုပ်တာပါ I'm very touching story are you ready Me be the big below yard. Choro, Mudari, huh? Making Damiarigo, no? Chide Darwin, and also Sima, a Biwashi there. I go Mayong Chiduriga, Kriani, Lone, Yame, a Lodigo, to do Lone there. So there a young label, you know, Babbage in a paper there.
သူ့အမျိုးသမီး paralyze ဖြစ်တာ3နှစ်ရှိသွားပြီလို့ကျွန်တော်အမျိုးသမီးပျော်အောင်လို့ကျွန်တော်လုပ်ပေးတာပါသူတို့သမီး2ယောက်လည်းအဲ့မှာရောက်နေတယ်ဒီ satellite ထဲကနေတကဘာလုံးကြားအောင်တခုခုပြောလိုက်ပါလို့တိုင်တူကြီးတွေကအခွင့်ပေးလိုက်တယ်ကျွန်တော်ချစ်တဲ့ဇနီးတဲ့ဘယ်လိုပဲဖြစ်နေပါစေကျွန်တော်တစ်သက်လုံးချစ်မယ်လို့သူကပြောထားတယ်သူတွေမျက်ရည်ကျသူစကားကိုကြားပြီးthe greatest man in Chinaအဲ့ဒါဖခင်တွေလုပ်ရမယ်အလုပ်ဖြစ်တယ်အဲ့ဒါသူ့အမျိုးသမီးso touching story လို့တိုင်တူကြီးကိုယ်တိုင်ကပြောသွားပါတယ်အဲ့ဒါသူ့အမျိုးသမီးကိုသူလှုပ်ပြနေတော့မှာနော်ဘာမှမဟုတ်တဲ့တောင်းအတောင်နဲ့ဒါတကဘာလုံးကိုထိခိုက်That's what the man should do. ကျေးဇူးတင်တယ်ဖျားရှင်အလုံးကောင်းကြီးပေးပါစေ။